မနေ့ကကြက်ပွဲတစ်ပွဲကြောင်းဒါဘ ഹു တုတရအောင်ပြောပြမယ်ဒါကအမတန်မင်းတို့အရင်တော့ဥဆောင်ပို့တင်ကူးတယ်ဒီကြက်နှစ်ကောင်စုပ်လို့ရှိရင်ကြက်ပွဲတွေလန်တတ်တယ်ကြက်နှစ်ကောင်တော်တော်ကောင်းရင်ကြက်ပွဲတွေလန်တတ်တယ်လို့ဒါဥဆောင်ပြောဘူးလေအဲ့တော့မနေ့ကကြက်ပွဲမှာဆိုကြက်ပြင်းနှစ်ကောင်ဟိုတခင်တွေကဥဆောင်နဲ့ဆိုရင်တူတွေတငယ်ချင်းတွေတခင်တွေလည်းဥဆောင်စိတ်မဆိုးနဲ့ဟိုဖြစ်တတ်တဲ့သဘောတဘာဝကိုပြောတာအဲ့တော့အဲ့ကြက်ပြင်းတဲ့ကောင်တိုက်လိုက်တဲ့အချိန်မှာဘု து အမှတ်ပေးလိုက်တော့ဆိုတော့တိုက်တာကတော့တောင်ငူနဲ့ရေတာရှိနဲ့တောင်ငူကဥတော်တူတွေနဲ့ရေတာရှိကကိုတန်းဦးနဲ့တိုက်တာအဲ့တော့ဒီကြက်ပွဲမှာဘာဖြစ်သွားတော့လွတ်ရှင်းမှာတူတဲ့ကိုတဲ့ပဲလွတ်ရှင်းမှာတူတဲ့ကိုတဲ့ပဲခဏနေကြတော့ရေတာရှိကိုတန်းဦးကြက်ကဟိုကြက်ကခို့တာအကျော်ဆွဲပြီးလဲဝါပြီးတော့အကျော်ဆွဲပြီးလဲဝါပြီးတော့ခေါင်းကိုဒီလိုအဆောင်ပေါ့ကွာဒီလိုအဆောင်လေးနဲ့ပဲနေပြီးလူလေးပဲ6တော့ဒီလိုလေးပဲနေပြီးလိုက်နေရတာအဲ့လိုလိုက်နေရတဲ့ဥစ္စာကိုဘလောက်ပေါက်သွားတယ်အောင်မဟိုဘက်ကိုဂျွန်ထိုးပြီးလဲလို့ရှိရင်လေကြက်ကပုံဝင်နေပဲကိုယ်ကနေပဲခေါင်းကလည်းဒီလိုကြီးပက်လက်ကြီးလန်းနေအဲ့ဒါကိုအဲ့အချိန်ကဘယ်အချိန်လို့ဆိုတော့တရီက6နာရီကိုတည်အဲ့ဒီအချိန်ကဘယ်လောက်ဖြစ်လို့ဆိုရင်4နာရီ10မိနစ်မှာဖြစ်တယ်အဲ့တော့အဲ့လိုဖြစ်နေတဲ့အချိန်မှာဘယ်လောက်ပေါက်သွားဆို9သိန်း5000 9သိန်း3000 9သိန်း2000 9သိန်း1000ခွဲဘယ်သူမှစားမဲ့လို့မရှိဘူးနောက်ဆုံးအဲ့ကြက်ကဟဲ့လို့ဖြစ်ပြီးတော့ခုံလိုက်တာနဲ့လဲနေတဲ့ဟာကိုအပေါ်ကြက်ကကိုက်ခွတ်တယ်ကြက်ပြင်းတဲ့ကောင်ကိုက်ခွတ်တယ်အဲ့လိုကိုက်ခွတ်ရင်နဲ့ဘာဖြစ်တော့ဆိုတော့လူတွေက9သိန်း2000ကိုပြီးလို့မရတဲ့အချိန်မှာဟိုဘက်ထဲကိုထွက်သွားကုန်စိတ်ဆိုးပြီးတော့ထမင်းဆိုင်လေးသွားထိုင်းနေကြတယ်အဲ့တော့နောက်ခွင်းနဲ့3ရီ4ရီမှာဝမ်းစားမယ်ထပေါက်လာပြီဘာဖြစ်လို့ဆိုခွင်းနဲ့ဟဲ့လို့အကျော်ဆွဲပြီးပက်လက်လာပြီးခုံလိုက်ရင်လဲနေတဲ့ကြက်ကဟိုကြက်ခို့တာပြန်ပြီးတန်းလာဗျာပြန်ပြီးကောင်းလာတယ်အဲ့လောက်တိပြင်းတယ်အနှိမ့်တယ်များဝင်စားလားမသိဘူးဟိုဘက်ကြက်လေအဲ့တော့နောက်ဆုံးကြတော့ကြက်ပွဲပါလေကောင်းဆိုတရားစားမယ်ထိဖြစ်လာတရားစားမယ်ဆိုငါလည်းမထူးတော့ဘူး3သိန်း1000တလီ3သိန်း5000တလီနောက်ပြီးတော့2သိန်းကို1000တလီ3သိန်း2000တလီအဲ့လောင်းတာငါတရားထပ်ပိတ်တာတဆိုင်မဲ့ပိတ်မိရပြီးတော့ကိုစားဆိုဓာတ်ဆိုကြက်သမားဟမ်ဒီလူကြီးကခင်းနိုင်ကြီးရှိလို့စားတာဆိုပြီးတော့ဓာတ်ခနဲ့မပေးတော့ဘာလို့အောင်15တလီစားတာပြီးတော့နောက်19လီပြန်စားထားရတယ်အဲ့လိုအခန်းကြီးဖြစ်ပြီးတော့နောက်ဆုံးကြတော့ဟိုဘက်ကြက်ကနေနေဒဲဖြစ်သွားတယ်အဲ့ဒဲဖြစ်သွားအဲ့ဒီ9သိန်း2000ပေါက်တဲ့အချိန်ဟာ9သိန်း1000ကောက်ပေါက်ခွဲ9သိန်း1000ခွဲပေါက်တဲ့အချိန်ဟာဘာအချိန်လို့ဆိုရင်4နာရီနဲ့10မိနစ်4နာရီနဲ့10မိနစ်ကနေနဲ့9နာရီ20မှာတက်ရရတယ်အဲ့ဒီခုနလဲနေတဲ့ကြက်အကျော်ဆွဲဟဲ့လို့စောင်းနေတဲ့ကြက်ကတကောင်နဲ့ခွရင်မတက်ကနေနဲ့ဟဲ့ဒီအောက်ကြက်ကဒဲတက်ရတဲ့ဘွားရောက်သွားတယ်အဲ့မှနောက်ဆုံးကြတော့မိနစ်20လူမှာဒီတန်းဦးပဲရေလာရှိတန်းဦးပဲအရင်လိုဖြစ်မှာကြောက်လို့ဆိုပြီးတော့ကြက်ပွဲကိုတည်ဖြန့်ပေးလိုက်တကယ်လို့ဆက်ထားမယ်ဆိုရင်တော့မှဒီကိုတန်းဦးကနိုင်ဖို့ကများတယ်အဲ့တော့ဒီကြက်ပွဲမှာဟိုဥတော့အမှတ်ပြပေးလိုက်တာကြက်က9သိန်း1000ခွဲ9သိန်း2000စားမဲ့လူမရှိတာကိုတန်းဦးကကြက်ကူဘလောက်ကြိုးစားတော့သူဟာဘလောက်ထိရိုးသားတော့နော်ဘလောက်တော်တော့ဆိုရင်သူဟာဒီကြက်ကိုဘလောက်ပေါက်မကောက်ဖဲနဲ့စက်ကူနေတော့မယ်အဲ့ဒီမှာလည်းကြက်ကပြန်လန်းလာပြီးတော့နောက်ဆုံးသူ့ရဲ့ကြိုးစားအားထုတ်မှုဟာသူ့ဘက်ကတင်ရတဲ့အဆင့်စီဖြစ်သွားခဲ့တယ်အဲ့တော့ကိုတန်းဦးကြက်ကူလာရိုးသားကြိုးစားပြီးတော့ကျွန်တော်တို့ကြက်သမားတော်တော်များများရန်လေးစားဂုဏ်ယူမိပါတယ်လို့ဒီလားရှိကိုတန်းဦးကိုဒီနေရာကြက်ပွဲလေးတင်ရင်နော်ဥတော်ဒီနေရာအနေနဲ့ဂုဏ်ပြုလိုက်ပါတယ်ကွာနော်